ပါဒီနေ့ကတော့ Japanese basic counting ဂျပန်လိုဒီခဏန်းတွေကိုရှင်းတွက်သွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးရှင်းတွက်တဲ့အခါမှာကျွန်တော်တို့တစ်ကနေပြီးတော့10ထီကိုအရင်အလွတ်ရအောင်လုပ်ရပါမယ်တစ်ကနေ10ထီရရင်ကျွန်တော်တို့17ကနေ69ပေါ့နော်အဲ့ဒီဟာကိုကြက်စရာမလိုဘဲနဲ့ရှင်းတွက်လို့ရပါမယ်အဲ့တော့ပထမဆုံးကျွန်တော်ဒီမှာရေးပြထားတာကတော့ဒီ၄နည်းပေါ့နော်ဒီအားလုံးပေါင်း၄ခုရေးပြထားတယ်ပထမဆုံးကကျွန်တော်ဒီမှာခန်းကြီးပေါ့ဒါခန်းကြီးနဲ့ရေးတာနော်ခန်းကြီးကတော့အခုမကြည့်လိုက်ရတယ်နော်ဒီမှာတခုကတော့ဟီရာဂါနာဟီရာဂါနာခတ္တခန္ဓာတော့ဒီမှာမထည့်ပေးထားဘူးเนาะဘာလို့လဲဆိုခတ္တခန္ဓာမူသားစလုံးတွေမှာပဲသုံးတာဆိုတော့လေเนาะပြီးပါရင်ရိုမာကြီးရှိမယ်เนาะအင်္ဂလိပ်လိုမျိုးပြန်ရေးပေးထားတယ်เนาะဟီရာဂါနာဖတ်ကြတာရှုပ်တည်းကြည့်လိုက်လို့ကိုယ်စိတ်ထဲမှာအသားမကျသေးဘူးဆိုရင်တော့ဒီရိုမာကြီးနဲ့ကြည့်လို့ရအောင်လို့ရိုမာကြီးရေးပေးထားတယ်ဒါပေမဲ့ရိုမာကြီးကိုအာမကိုပါနဲ့เนาะဟီရာဂါနာကိုပဲအာကိုပါနောက်တစ်ခုကတော့ဒီမှာသူရဲ့ meaning လေးပေါ့နော်အဓိပ္ပာယ်လေးရေးပေးထားတယ်အဲ့တော့ဟုတ်ပြီပထမဆုံးကျွန်တော်3ည0ပေါ့နော်0ခန်းကြည့်ရထားလိုက်မယ်နော်ဒီမှာကျွန်တော်တို့မာရုလို့ခေါ်ပါတယ်တကယ်တော့မာရုကအဝိုင်းကိုပြောတာပါအဝိုင်းတို့အလုံးတို့ပေါ့နော်ဒီသူရဲ့မူရင်းအဓိပ္ပာယ်အဲ့တော့ဒီမှာ3ညဆိုတာလဲအဝိုင်းအလုံးဆိုတော့ဒီမာရုလို့ပြောလိုက်တာပေါ့နော်ပြီးရင်ဒီမှာဒါကတော့ခတ္တခဏနဲ့ရေးထားတာဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာ0เนาะအင်္ဂလိပ်တန်ထွက်ကိုဝင်သားစလုံးနဲ့ဒီမှာခတ္တခဏနဲ့0ကျွန်တော်တခါလေးပြောမယ်ဆိုရင်အင်္ဂလိပ်စလုံးမွေးသားစလုံးနဲ့ရေးလိုက်တော့เนาะခတ္တခဏကိုတုံးလိုက်တာเนาะကြိုက်တာနဲ့ပြောလို့ရတယ်၃ညမာရုပဲဖြစ်ဖြစ်0ပဲဖြစ်ဖြစ်เนาะโอเคအဲ့ဒါကို၃ညခဏထားလိုက်အောင်ကျွန်တော်တစ်ကနေ10ထိအရင်လုပ်မှာเนาะโอเคတစ်ကကြတော့ကျွန်တော်ဂျပန်လိုတစ်က1เนาะ1နှစ်ကနီ3ကစမ်းလို့ထားမယ်เนาะစအောင် on ပေါင်းမယ်အဲ့တော့ s ရန်စမ်းအဲ့ကျွန်တော်စမ်းလဲထွက်လို့ရတယ်လို့စမ်းလဲထွက်လို့ရတာရှိတယ်စအောင် on ပေါင်းမယ်เนาะဒါပေမဲ့ဒီမှာ3နံပါတ်3ကိုပြောရင်တော့စမ်းဆိုပြီးတော့ဝိဆန်နှလုံးပေါင်းတန်လေးထည့်ပြောမယ်เนาะအဲ့တော့စမ်းနောက်တစ်ခုကကြတော့ရှိလေးကကြတော့2မျိုးပြောလို့ရပါတယ်ရှိလို့လည်းပြောလို့ရတယ်ယွန်းလို့လည်းပြောလို့ရတယ်เนาะကြိုက်တာနဲ့ထွက်လို့ရတယ်เนาะichi ni san shi တို့မဟုတ်ရင်လည်း ichi ni san yun เนาะနောက်တစ်ခုကကြတော့နံပါတ်5ဒီမှာရေးထားတာပုံမှန်တော့ကိုเนาะကိုဒီမှာဓာတ်ခုအောင်လေးเนาะတန်လေးတင်ထားတယ်เนาะအချောင်းလေးနဲ့ချောင်းအဲဆိုရင်ကိုလို့ထွက်မှာပုံမှန်အတန်းပေါ့เนาะဒါပေမဲ့ဒီမှာသတိထားပါနံပါတ်5ကိုထွက်ရင်ကောလို့ထွက်ပါမယ်เนาะကျွန်တော်တို့နံပါတ်5ကိုထွက်ရင်ကျွန်တော်တို့ကောလို့အတန်ထွက်မှာเนาะကိုမဟုတ်ပဲねကောเนาะကောလို့ထွက်မှာเนาะနောက်တစ်ခုကကြတော့ကျွန်တော်တို့roku 6ပေါ့เนาะပြီး9ကလည်းနှစ်ခုထွက်လို့ရတယ်ကျွန်တော်ရှိချီရယ်နာနာရယ်เนาะရှိချီနာနာနှစ်ခုလုံးထွက်လို့ရပါတယ်နောက်တစ်ခုကကြတော့ဟာချီကိုကတော့ကျွန်တော်ခုရယ် Q ရယ်နှစ်ခုရှိတယ်ဒါပေမဲ့သူကတော့အသုံးများတာတော့ဒီကောင်ကအသုံးများတယ်เนาะကျွန်တော်တို့ Q ကအသုံးများတယ်เนาะခုကသူကလည်းအသုံးနေတယ်เนาะအဲ့တော့6မှာတော့အခုကျန် Q ကိုပဲချက်ပါเนาะနောက်တစ်ခု30ဂျူမှာเนาะ U ကအသေးသေးလေးရောတာเนาะအဲ့တော့အသေးသေးလေးဆိုတော့ GU လို့မထွက်အောင်เนาะဂျာဂျူကျော်ဂျူမှာဒီမှာဥလေးပေါင်းထားတယ်ဥပေါင်းနိုင်ပါတော့မှလည်းအတန်ရှိဆွဲမယ်เนาะအတန်ရှိဆွဲတယ်ဆိုတော့ဂျူကိုဥပေါင်းလိုက်တော့ဂျူเนาะဥအတွင်ဘာမှမစင်တာနဲ့အတန်ရှိတာဆွဲလိုက်เนาะအဲ့တော့ဂျူဟုတ်ပြီအဲ့တော့တစ်ကနေ30ထိကိုကျွန်တော်ပြန်ကြည့်မယ်เนาะichi ni san ကျွန်တော်လောတဲ့ယွန်းเนาะယွန်းနဲ့ချက်ထားလိုက်မယ်ကော roku nana hachi q ju လောတဲ့เนาะဒီအနီရောင်ပြထားစလုံးလေးနဲ့ချက်လိုက်မှာเนาะဒီလိုရှိရအောင်လဲနှစ်ခုလုံးတော့ချက်ရမှာเนาะဒါမှလည်းလောတဲ့ပါစက်ထဲမှာကျွန်တော်တို့
တခါလဲဆိုအားလွယ်အောင်လို့ပေါ့နော်一起你三熊狗六七八九10နော်အဲ့လိုသွားမယ်အဲ့တော့ကျွန်တော်တို့အဲ့ဒါကိုရပြီဆိုရင်နော်တစ်ကနေ30ထိရပြီဆိုရင်ကျွန်တော်တို့က99ထိသွားလို့ရတယ်99ထိဘယ်လိုသွားမလဲဆိုတော့ဟိုမှာဆိုရင်30ကဂျူနော်ဂျူဆိုတာနဲ့30နော်ဒါကြောင့်နေဟိုမှားတတ်တယ်30ဆိုတော့10ဆိုပြီးတော့ EG ဂျူတွေပဲသွားလောက်တတ်တယ်နော်ဂျူပဲနော်အဲ့တော့ဟုတ်ပြီ17ဆိုရင်လွယ်တယ်17ဆက်11အဲ့တော့30ကဂျူတစ်က EG ဂျူ EG 17နော်ဟာဆိုရင်12ဆိုရင်ကျွန်တော်12ဆိုရင်ဂျူနီ73ဆိုရင်ဂျူ3ဂျူရှွန်နော်ရှွန်ပဲကျွန်တော်ကြက်ထားလိုက်မယ်နော်ပြီးရင်ဂျူခေါ်ဂျူရိုခုဂျူနာနာဂျူဟာချီဂျူကျူနော်တော့19အဲ့တော့ဟုတ်ပြီအဲ့တော့20 19ပြီး20ကြတော့မြန်မာလိုပဲစဉ်းစားကြည့်နော်20တော့20နှစ်ကရင်လာတာနော်အဲ့တော့20ဆိုတော့နီးပြီး10နော်ဂျူနီးဂျူနော်ပြီး21ဆိုရင်21အဲ့တော့နီးဂျူပြီး1ဆိုတော့1နီးဂျူ1ဒါဆို21နော်အဲ့လိုမျိုးကျွန်တော်တို့ပြောရရုံပဲနောက်ဆို90ဆိုရင်90အဲ့တော့9က Q နော်ကျွန်တော်ဒီ Q ယူမယ်နော်ဒီခုကသူကတချို့ရှိတွက်တဲ့ကောင်တာလုပ်တဲ့နေရာလေးမှာပဲတုံးတာနော်အတုံးနေနော်ဒီ Q ကအတုံးများတယ်နော်ဒီမှာလည်းအဲ့လိုပဲပေါ့လေရှုံးတို့နာနာတို့အတုံးများပါပေါ့နော်အဲ့တော့90ဆိုရင် Q ပြီးရင်10ဆိုတော့ Q Q 91ဆိုရင် Q တက1နော် Q 1နောက်တော့99กว่าမှာဆိုရင်69အဲ့ဆိုရင် Q နော်ဒါဆို99နော်အဲ့တော့ကျွန်တော်တို့ကတကယ်တမ်းကျွန်တော်အလုပ်ကြမှာတစ်ကနေ30အလုပ်ကြမှာနော်နောက်တစ်ခေါက်ပြန်ပြောပြမယ်一起你三熊狗六七八九10နော်ဒါသင်ရပြီနော်အဲ့ဆိုရင်17 12နောက်တော့99ထိကိုမြန်မာလိုလေးပဲစဉ်းစားပြီးတော့ဒီပြောရရုံပဲနော်โอเคအဲ့တော့99ရပြီဆိုတော့ကျွန်တော်တို့တရားပေါ့နော်တရားကိုသွားရအောင်အဲ့တော့တရားကကျွန်တော်ဒီမှာဟိလေးနဲ့နော်ကျွန်တော်ဒီမှာဟိကိုရအသေးလေးနဲ့ရောထားတယ်ဒါဆိုရောတဲ့ဟိရနော်ရှားနဲ့ရောတော့ဟိရပေါ့ဟုတ်တယ်မလားနော်ယူနဲ့ရောဟိယူဖြစ်မယ်ရောနဲ့ရောဟိရောရှားယူရော flow သွားတာသူကနော်အဲ့တော့ဒီမှာရနဲ့ရောဟိရပြီးရင်ခုဆိုဟိရခုနော်ဟိရခုဆိုတရားဆိုပြီးတော့တစ်ဆိုပြီးတော့အဲ့တစ်ဟိုအချီကိုထည့်ရမလို့နော်ဟိရခုဆိုတာနဲ့ဒါရှားခဏကိုစားပြတာဟိရခုဒါဆိုရင်တရားဖြစ်သွားပြီနော်အချီထည့်ရမလို့နော်ဟိရခုပြီးရင်ဒီမှာတော့ကျွန်တော်အကုန်ရေးထားဘူးသူကချွင်းချက်လေးရှိတယ်သူကနော်အဲချွင်းချက်လေးတို့ရေးပြီးထားတယ်ဘာလို့ကုန်ရေးထားလဲဆိုတော့လွယ်တယ်ဥပမာဟိရခုကတရားနော်ဒါဆိုရင်200ဆိုရင်တော့200အဲ့တော့2ကအပေါ်မှာကျွန်တော်တို့ပြောခဲ့တယ်နိနော်အဲ့တော့ရာကဟိရခုဆိုတော့နိဟိရခုဒါဆို2003ညောင်ကြာကျွန်တော်ရေးပေးထားတယ်ဘာလို့လဲဆိုတော့3ကတော့စမ်းတိုက်ချင်းနိစမ်းနော်ဒါပေမဲ့နောက်ကဟိရခုမဟုတ်တော့ဒါဒီမှာဒီဟိပေါ်မှာဓာတ်ခုံအောင်လေးတင်ထားတယ်เนาะအဲ့တော့ B ကိုရားနေပေါ့နော်ဖြားဖြစ်သွားတယ်ဟိရမဟုတ်ဘူးနဲ့ဖြားဖြစ်သွားတယ်เนาะဖြားခုအဲ့300တခုလေသူကဟိရခုနေရာမှာဖြားခုဖြစ်သွားတာเนาะတတိထားတာလေးအဲ့တော့စံဖြားခုเนาะပြီးဒီမှာမရေးပေးထားတဲ့ဟာကွာကျွန်တော်ဒီမှာမရေးပေးထားတဲ့ဟာလေးဆိုရင်ပုံမှန်ပဲဒီဟိရခုပဲဒီကောင်ပဲတော့မယ်เนาะဒီဟိရခုပဲတော့မယ်အဲ့ဆိုရင်
ဟိုမှာဆို200ဆိုနေဟီယာခု300တော့ချွင်းချက်စမ်းပြခုပေါ့နော်400ဆိုရင်400ယွန်းဟီယာခုနောက်900ဆိုရင်900ကောနော်ကောလို့ထွက်မယ်နော်အဲ့ဒါလေးချွင်းချက်နေနဲ့မှတ်တာနော်ကိုရေးရင်တော့ကိုပဲဒါပေမဲ့ဖတ်တော့ကောလို့ထွက်မယ်ကောဟီယာခုပြီးတော့ရင်ကောဟီယာခုပြီးရင်တော့600လည်းလိုပဲချွင်းချက်နော်ပုံမှန်ဆိုရင်6ကဒီမှာကျွန်တော်ဒီမှာ row ခုတို့ရင်မဲ့ဒီမှာ row နောက်ကစွတ်သေးလေးပါတယ်စွတ်သေးလေးပါရင်သူရှိရစလုံးအောက်ကမြင့်အတန်ဖိဆိုရမယ်เนาะရှေ့မှာတင်လာခဲ့ပြီဒါအဲ့တော့ row ကနေ row ပြီးဒီမှာဟိရလည်းမဟုတ်ပြလည်းမဟုတ်ပြဖြစ်သွားမယ်เนาะဒီမှာ hand up ကုန်လေးတင်ထားတယ်ပြကိုရနိုင်ပါအောင်เนาะပြเนาะပြခုဖြစ်သွားတယ် row ပြခု row ပြခု row ပြခုเนาะဒီမှာ900မရေးထားဘူးဒါဆို900မရေးထားရင်ပုံမှန်မယ်နာဒီနာကိုတုံးမယ်ပြီးဟိရခုနဲ့သွားမယ်เนาะနာဟိရခုပြီးတော့နောက်တစ်ခုကကြာ800ကျတော့600နဲ့ဆင်တယ်။နောက်ဒီမှာ row ခုမှာခုပြောက်ပြီး row ဖြစ်သွားတယ်လို့ပဲဟာချိမှာလည်းဒီနောက်ကချိလေးပြောက်ပြီးဟာဆိုဖြစ်သွားတွေ့တာစွတ်သေးလေးနဲ့နော်။အဲ့တော့ဟာပင်းတော့တူတာကဒီမှာ600မှာပြတ်ခုဖြစ်တယ်လို့တူလည်းပြတ်ခုဖြစ်သွားမယ်။ဟာပြတ်ခုနော်ဟာပြတ်ခု800နော်။ပြီးရင်900တော့ပုံမှန်ပဲ9က Q နော်ပြီးရင်ရှာဟိရခု Q ဟိရခုနော်ပုံမှန်ပဲဟုတ်ပြီသတိထားမှာရာခဏကုစားပြတာဟိရခုသို့တော့ချွင်းချက်နောက်ထပ်2ခုရှိတယ်တစ်ခုကပြတ်ခု300မှာပဲတုံးတယ်မပူနဲ့เนาะကျန်တာမှမတုံး300ပဲတုံးတယ်ပြီးနောက်ဟိုပြတ်ခုကလည်းကျန်တာမှမတုံး600နဲ့800မှာပဲပြီးတော့ပိုထူးဆန်းတာrow ခုနဲ့ဟာချီရနဲ့ row နဲ့ဟာစိဖြစ်သွားတယ်ဆိုတဲ့သေးလေးထည့်ပြီးတော့เนาะဟာလည်းသတိထားရမယ်ပြီးဟို150တို့151တို့ရှိတာလွယ်တယ်ထုံးစံနိုင်မယ်ကျွန်တော်မြန်မာလည်းပဲစဉ်းစား150ဆိုရင်100ကဟိရခု50ကော10ကျူအဲ့တော့ဟိရခုကောကျူနောက်ဒီမှာ100မှာအချီထည့်ပြမလို့နော်ဟိရခုပဲမှာ200ဆိုရင်နီဟိရခုဒါတော့200နဲ့50ဆိုရင်နီဟိရခုကောကျူနောက်ဆုံး900ကျွန်တော်900ဆိုရင် Q ဟိရခု900နဲ့90လို့ပြောကြည့်မယ်ဒါတော့900 Q နော် Q ဟိရခုပြင်90 Q 2နော်ဒါတော့999ဒါဆိုရင်900ရင်ပြောမယ် Q ဟိရခုပြင်90 Q 2နောက်9 Qနော်Q ဟိရခု Q 2 Q နော်အဲ့လိုဖြစ်သွားမယ်အဲ့တော့999နော်သတိထားမှာကျွန်တော်30ဆိုရင်ဒီမှာဂျူနော်100ဆိုရင်ဟိရခု10ခဏကိုသာပြတာဂျူရာခဏကိုသာပြတာဟိရခုဒါကိုသိထားဖို့လိုမယ်နော်ချွင်းချက်လေးတွေကတော့သတိထားပါလေနောက်တစ်ခါပြီးထောင်ကဏ္ဍနော်1000ကစမယ်1000ကကြတော့သူကအဲ့လိုပဲဒီ h ထည့်ပြမလို့เนาะ1000ပဲ h ဆဲနေပါလို့ဆရာမလို့เนาะသူဒီမှာဆဲကို on ပေါင်းတယ်ဆဲကို on ပေါင်းပုံမှန်ဆိုရင်ဒီ4 line ကို on ပေါင်းရင်เนาะဒါနတ်တက်တန်လို့ထွက်လို့ရငတ်တက်အတန်လို့ထွက်လို့ရတယ်เนาะဥမာဆဲ on ပေါင်းရင်စမ်းလို့ထွက်တာလည်းရှိတယ်စင်းဆိုရောနောက်ကငတ်တက်တန်လေးပဲတွားလည်းရှိတယ်အဲ့သူရဲ့4 သိန်းပေါ့เนาะဒီမှာတော့ကျွန်တော်တို့ဟိုမှာဆရာတို့ပါဆိုစမ်းစေးစင်စေးလို့မထွက်ပဲစမ်းစေးလို့ထွက်တယ်တကယ်ကြီးစမ်းဒီဆဲ on ပေါင်းတာပဲเนาะဒီမှာကျတော့လေဆဲ on ပေါင်းတယ်ဒါပေမဲ့သူစမ်းလို့ထွက်တာလည်းကျွန်တော်စင်းဆိုတဲ့ငတ်တက်တန်ပေါ့တွားတယ်1000ပြောရင်ကြတော့เนาะစင်းเนาะစင်းဆိုတဲ့အတန်လေးတွားမယ်ပြီးတော့ဒါကနိစင်ဒါဂျပန်ကကျွန်တော်ရန်ဂျပန်ကအန်လို့ပြောတယ်ဟိုမှာဆိုရင်1000ဆိုရင်စင်အန်1000နိစင်အန်နော်နိစင်အန်ပြီးတော့ဒီမှာ3000ကကြတော့ဒီမှာ300စံပြီးဒီကောင်က10ဥတာကုန်းတင်လိုက်တယ်10အောင်ပေါင်းဇန်ဖြစ်သွားမယ်ဒီမှာကျဇင်းလို့မပြောပါနဲ့နော်စမ်းဇင်းမို့တော့ဒီမှာကျတော့လဲစမ်းဇန်လို့ဖြစ်သွားတယ်ဒီမှာ3000ရန်3000စမ်းဇန်ရန်ကအန်နော်အဲအောင်ပေါင်းနဲ့အန်နောက်တော့စမ်းဇန်အန်ထားပါတော့ချွင်းချက်ပေါ့နော်ဒီမှာလိုပဲဒီမှာလဲ
ဟေးရကနေဓာတ်ခွန်တင်ပြဖြစ်သွားသလိုပဲဒီမှာလဲဆန်းကိုဓာတ်ခွန်တင်နဲ့ဆန်းဖြစ်သွားတယ်နော်အဲ့တော့ဆန်းโอเคပြီးသွားရင်နောက်တစ်ခုကကြတော့သူလဲလို့ပဲကြားတဲ့ဟာတွေကရှေ့ကနေ1နဲ့3လေးကိုထည့်သွားရုံပဲနော်ဥပမာဆိုရင်4000ဆိုရင်ယွန်ပင်ဒီကောင်ပဲသုံးပါနော်တကယ်အဓိကတိရပဲယွန်စင်ပင်ကောစင်ရခုစင်ဟဲ့ပင်8000ကြောင့်တူတူပဲဟာချီရနေဟာဆိုဖြစ်သွားမယ်နော်ဟာအဲ့တော့ဒီမှာဟန်တာခွန်တင်ရမရှိဘူးဟန်တာခွန်ကနော်ဟာကြီးဖူရဲ့ဟိုပဲဟန်တာခွန်တင်လို့ရတာနော်၅လုံးပဲရှိရဒီကောင်နဲ့တင်လို့မရအောင်အဲ့တော့ဟာစင်နောက်ကစင်ကတူတူပဲနော်ဟာစင်ပြင်တော့9000ဆိုရင်ကိုက Q ပြင်ထောင်းကစင် Q စင်နော်အဲ့တော့ထောင်းကန်းကိုသာပြတာစင်အဲ့ဒါမှတ်ထားရပြီနော်တခါပြီးသွားရင်ကျွန်တော်1000ကကြတော့သူက ichi man တော့ကြတကယ်တော့ဒီ man ဆိုတဲ့ဟာလေးကတောင်းကန်းကိုသာပြတာပေါ့နော်ဒါပေမဲ့သူကတော့ဒီမှာဒီ1000မှာတွေက ichi ဆိုတာလေးပါတယ်ပေါ့နော်ဒီမှာဆိုရင်ဟေးခုလို့စင်းတော့မှာ ichi ထည့်စရာမလိုဘူးเนาะ1000ကတော့ဒီတက်မှာတွေက ichi ထည့်เนาะဘာကြောင့်ထည့်လဲဆိုတော့အကြောင်းရှိတယ်နောက်ဒီသင်ခန်းစာရေးသင်တဲ့အခါမှာပါလိမ့်မယ်အဲကြရင်တလက်စာလည်းပြပါမယ်เนาะလောဆယ်ဒီမှာတောင်းကန်းကိုသာပြတာမန်မအောင်ပေါင်းမန်เนาะမန်ပြီးရင်တော့1000မှာလည်း ichi ထည့်ပြောတာเนาะ ichi မန်သူ့မှာချွင်းချက်မရှိဘူးလွယ်တယ်နောက်မှာ2000ဆိုနီမန်3000ဆိုဆန်မန်နော်မမီမူမဲမို့ဓာတ်ခုံဟန်ဓာတ်ခုံတင်လုံးဝမရတာနော်အဲ့တော့ချွင်းချက်မရှိဘူးပေါ့သူကနောက်ဆုံး6000ဆိုရင်ရခုမန်8000ဆိုရင်ဟာချီမန်နောက်9000ဆိုရင် Q မန်နော်ဟို9000ခွဲဆို9500နော်အဲ့ဆိုရင်9000ကိုက Q တောင်းကမန်နော်တောင်းကမန် Q မန်9000ဆိုတော့5ကောထောင်ကဆင်းအဲ့တော့ပြန်ပြောမယ်ဆိုရင်9000ဆိုရင်9000ခွဲပေါ့နော် Q ပြင်မန်ကောဆန် Q မန်ကောဆန်နော်တော့ဒီအဲ့ထောင်ကနာဆင်းနဲ့ဒီဆန်ပေါ့နော်ဒီငတ်တက်နဲ့ချားတာလေနော်ဆင်းလဲမဟုတ်ဆန်လဲမချားတာလေဆန်အဲ့ဒါတော့ခတ်တယ်ထွက်တဲ့တာနောက်ပိုင်းပြောရင်းနဲ့ရပါလိမ့်မယ်နော်โอเคပြီးရင်တော့တောင်းကနန်းထိပဲရှိတယ်သူတို့ဂျပန်မှာတိန်ကနန်းမရှိဘူးကွာအဲ့တော့တိန်ကနန်းကိုဘယ်လိုပြောချင်လဲဆိုရင်ကျွန်တော်တို့တသိန်းဆိုတာ10000ဟုတ်နော်ကျွန်တော်9000ပြီးရင်တသိန်းဖြစ်သွားပါလေ9000ပြီး10000လို့မြန်မာမပြောဘူးလေဒါပေမဲ့သူတို့ကတော့10000လို့ပဲပြောတယ်ဟုတ်ပါ2သိန်းဆိုရင်20000 3သိန်းဆိုရင်30000အဲ့လိုမျိုးပေါ့နော်အဲ့တော့သူကသိန်းကနန်းမရှိတော့ကျွန်တော်9000ပြီးရင်တသိန်းမလား9000ပြီး10000ဒီက10000ကတသိန်းပေါ့နော်အဲ့တော့10000တော့30ရပါတယ်ဒီမှာဂျူတောင်းကဒီမှာမန်နော်အဲ့တော့ဂျူမန်နော်ဂျူမန်10000မြန်မာငွေနဲ့တွက်တသိန်းပေါ့နော်2သိန်းဆိုရင်နေဂျူမန်3သိန်းဆိုရင်ဆန်ဂျူမန်အဲ့လိုတော့ပါရုံပဲနော်အဲ့တော့ကျွန်တော်ဒီဟာကိုအစအနေဆုံးဒီမှာရေးထားတာလေးတွေကိုပြန်ဖတ်ပြပါနော်အပေါ်ဆုံး3ညကတော့မာရုသုံးဟုတ်ရင်ခတ္တခန္ဓာနဲ့0ပေါ့နော်0ဆိုပြီးထွက်လို့ရတယ်ပြီးအောက်ကတော့1နီဆန်ရှွန်ကောရခုနနာဟာချီ Q ဂျူပြီးဟေယခုဆန်ပြခုရိုပြခုဟာပြခုစင်ဆန်ဟာစင်အချီမန်ဂျူမန်နော်မန်ချွင်းချက်မရှိဘူးနော်အရှိရတယ်1နဲ့3လေးထည့်ပြီးတော့မန်ထည့်လိုက်အဲဆို1000 2000 3000 4000ဆိုလို့ရတယ်နော်โอเคတော့အရင်ဆုံးကြားမှာတော့ဒီ1ကနေ10တိကိုအရင်ရှောင်းနော်ဖောက်ပြီးတော့မှ9ဆိုပါလေကောအဲ့လိုမျိုးရအောင်ကြက်မယ်နော်ပြီးသွားရင်အောက်ကဟာလေးတို့ကြက်မယ်โอเคတော့အခြေခံစလုံးရပါပြီဆိုရင်ဒါအခြေခံပေါ့နော်ပြီးရင်ကျွန်တော်တို့အသက်ပေါ့
အသက်ကိုပြောကျွန်တော်သွားပါမယ်အဲ့တော့ဟုတ်ပြီကျွန်တော်အသက်ကိုသွားတဲ့အခါမှာမြန်မာဆိုလဲအသက်ကိုပြောတယ်တစ်နှစ်နှစ်နှစ်သုံးနှစ်ဆိုရင်နှစ်ဆိုတော့ထည့်ပြောရလေ unit လေးเนาะသူတို့လည်းအဲ့လို unit ကိုထည့်ပြောပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့မေးခွန်းကျွန်တော်အောက်မှာရေးပေးထားတယ်เนาะမေးခွန်းဒီမှာနာအောင်ပေါင်းတော့နန်းဘင်းစဤเนาะစဤဆိုတာတကယ်တော့ sign စဤကွာစအစီစဤရအိုင်အစီအိုင် sign เนาะနန်း sign เนาะနန်း sign ဆိုပြီးထွက်လို့ရမှာเนาะအဲ့တော့နန်း sign နောက်ကကျတဲစုပြီးရင်ခတဲစုခတဲစုအမြန်ပြောရင်ကျွန်တော်တို့တဲစု dash လို့ထွက်လို့ရစု s တာပြီးထွက်မယ် dash နောက်တော့နန်း sign dash ကနန်း sign dash ကတော့ကျွန်တော်တို့အသက်ဘယ်လောက်လဲလို့ပြောတာเนาะဒီနန်းဆိုတာကဘာလဲလို့ပြောတာ dash ကဖြစ်ပါတယ်လေเนาะအဲ့တော့ပြီးရင်ဒီ sign ဆိုတာလေးကအသက်ကိုပြောတာနှစ်ပေါ့เนาะနှစ်အဲ့တော့ဘယ်နှစ်ဖြစ်ပါတယ်လဲပေါ့เนาะနန်း sign dash ကเนาะဒီဘက်မှာကျွန်တော်တို့မာကြီးနဲ့ရွေးထားတယ်เนาะနောက်ဒါမှဒီ hira ကနောက်ပဲကြိုးစားထွက်ပါเนาะအဲ့ဒါဆိုရင်ဒီမှာကျွန်တော်တို့ဒီဘက်ခန်းကြီးနဲ့ရေးထားတာเนาะခန်းကြီးနဲ့ရတာကိုကြည့်ပြမလို့เนาะဒီမှာ hira ကနောက်ကိုသွားလိုက်မယ်အဲ့တော့သူကဒီအသက်ကိုပြောတဲ့အခါမှာဒီ unit sign လေးတွေထည့်ပြရမှာဒါလေးတွေเนาะထည့်ပြရမှာအဲ့တော့ဒါပေမဲ့ကြည့်တဲ့အခါမှာကျွန်တော်တို့ထူးခြားချက်ကဘာဖြစ်နေလဲဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ ichia နဲ့ 8 ဖြစ်မယ်เนาะအဲ့တော့နံပါတ်1ကိုသတိထားပါเนาะ ichia နဲ့ 8 sign ပြီးရင်ကျွန်တော်ဒီမှာ8 hachia နဲ့ ha sign เนาะ is sign ha sign ဒီမှာ ju sign ဖြစ်နေเนาะ is sign ha sign ju sign ဖြစ်ရမှာเนาะတကယ်တော့ဒီမှာမှာပြီးရိုက်ထားတာเนาะဒီမှာဆိုရင်ဒီဥမဟုတ်ပဲねဒီနေရာမှာကျွန်တော်တို့စုအသေးလေးဖြစ်ရမှာเนาะကျွန်တော်ဒီမှာပြပါမယ်เนาะဒီနေရာမှာကျွန်တော်တို့စုအသေးလေးဖြစ်ရပါမယ်ဂျူးမဟုတ်ဘဲနဲ့ဂျူးဖြစ်နေပါလိမ့်မယ်เนาะကျွန်တော်တို့ဂျူးဆိုင်ဂျူးကနေဂျူးဖြစ်သွားမှာเนาะအဲ့တော့ဒီမှာဆိုရင်ကျွန်တော်1နှစ်ရယ်8နှစ်ရယ်10နှစ်ရယ်เนาะအဲ့လေသတိထားမယ်เนาะကျန်တာလေးကကျွန်တော်ဒီအသက်ကိုကအသက်ကဆိုင်နှစ်ပေါ့เนาะအဲ့ unit ကဆိုင်ဆိုတော့မှတ်ထားရပြီကျန်တာကဒီ1ကနေ10ထိရတယ်เนาะဒီမှာဆိုရင်2နှစ်ဆိုရင်နီဆိုင်เนาะဆန်းဆိုင်ရုံဆိုင်ခေါ်ဆိုင်ရခုဆိုင်နနဆိုင် Q ဆိုင်เนาะပြီးတော့မှ17နှစ်ဆိုရင်သူကအဲ့ဒီမှာဒီ17နှစ်လို့ပြောရင်ကြတော့သူက17မှာဆိုရင်ကျွန်တော်ဒါ17ပေါ့เนาะအမှဆိုရင်10ရရှိမှလာတယ်တစ်ကနောက်မှလာတယ်အဲ့လိုမျိုးဟာဆိုရင်ကျွန်တော်တို့ဒီအရှိရကဏ္ဍအရင်လာတဲ့ကဏ္ဍကိုကျွန်တော်တို့ကဒီမှာချွင်းချက်ပဲထားပါတော့เนาะအဲ့ချွင်းချက်ကိုပြန်သုံးပြမလို့ပဲနဲ့ကျွန်တော်တို့ကဒီမှာဆိုရင်ကွာ17ဆိုအရှိမလာတဲ့ကောင်ကပုံမှန်ဒီမှာ10နှစ်ဆိုရင်ဂျူးဆိုင်အဲ့လိုပြောတယ်တော့ပေမဲ့လည်းဒီမှာ17ဆိုရင်တော့ဒီဂျူးယူသုံးပြမလို့ပုံမှန်ဂျူးကိုသုံးရုံပဲဂျူးကိုသုံးရုံပဲเนาะဂျူးဒါပေမဲ့ဒီအနောက်ကကောင်ကျတော့ကျွန်တော်ကချွင်းချက်ကိုပဲသုံးတယ်ရှိရင်ပေါ့လေเนาะမရှိရင်တော့သုံးပြမလို့ဘူးအဲ့တော့ဂျူးအရှိရ10ရဂျူးအနောက်ကတစ်နှစ်က is sign ဂျူး is sign เนาะ12နှစ်ဆိုရင်တော့ဒီမှာ12နှစ်ဆိုရင်ဒီမှာတစ်ကအရှိရเนาะအဲ့တော့အရှိရကောင်ဆိုရင်ဒီချွင်းချက်သုံးပြမလို့ဂျူးမဟုတ်ဂျူးပဲเนาะဒီမှာလည်းဂျူးပဲပြီးနှစ်ကနီဂျူးနီဆိုင်
18ကိုပြောမယ်ဆိုရင်ကြတော့ကျွန်တော်တို့ကအဲ့လိုပဲနော်အရှိ10ကဂျူဒါမှအနောက်က8ကတွေ့လားဒီမှာချွင်းချက်ဟာချီမဟုတ်ဘူးဟာဖြစ်နေတွေ့လားအဲ့တော့ဒီမှာလည်းအဲ့လိုပဲဂျူဟာဆိုင်ဂျူဟာဆိုင်နော်အဲ့လိုပြောမယ်နော်ဟုတ်ပြီအဲ့တော့ဂျူဟာဆိုင်လို့ပြောမယ်နော်ကျတော့ပြီးသွားရင်19ဆိုရင်ဂျူခူဆိုင်ပြီး2020ကိုကြတော့ကျွန်တော်ဒီမှာတက်20ပေါ့နော်တက်20အဲ့ဒါဆိုရင်ကြတော့ဒီမှာတက်20ကတော့ပုံမှန်ပြောရင်ချွင်းချက်ပေါ့နော်သူ့လည်းကြက်ထားရမယ်ဟာတာချီလို့ပြောတယ်သူစိုင်ထဲပြရမလို့ဟာတာချီဆိုရပြီတက်20เนาะဒါနောက်တနည်းပြောလို့ရတယ်ပုံမှန်ပေါ့နော်20နီဂျူเนาะနီဂျူပြီးသွားရင်ဆိုင်မော်လေနီဂျူဆိုင်မော်ဒါမှမကြည့်လိုက်နီဂျူကျွန်တော်ဒီမှာเนาะ10ကအနောက်ရောက်နေတာเนาะ20မှာဒီမှာ10ကနဲ့အနောက်မှာတွေ့လားအဲ့ဒါဆိုရင်ဒီချွင်းချက်ကိုသုံးမယ်เนาะနီဂျူဆိုင်မဟုတ်ပဲねနီဂျူဆိုင်အဲ့လိုဖြစ်သွားမယ်21ဆိုရင်တော့ကျွန်တော်တို့21ဒါဆိုရင်တော့20ရရှိမှာတစ်ကနောက်ဆုံးမှာရှိရ20ကိုနီဂျူပဲနီဂျူလို့ဆရာမလို့နီဂျူနောက်ဆုံးတစ်ကိုသာချွင်းချက်ဖြစ်တဲ့ is ဆိုင်အောင်ပြန်သုံးမယ်နီဂျူ is ဆိုင်နောက်28နှစ်ဆိုလည်းအဲ့လိုပဲနီဂျူနောက်က8ကိုဟာဆိုင်နီဂျူဟာဆိုင်เนาะအဲ့တော့ကျွန်တော်တို့အဓိကသိရမှာအသက်ဘယ်လောက်လဲဆိုရင်ဒီမှာမေကွန်เนาะနာစာအီကိုဆိုင်လို့ထွက်မယ်เนาะတလုံးကြီးနေဆိုတော့စာအီဒါမှပြောတဲ့အခါမှာဆိုင်လို့ပြောတယ်เนาะနန်းဆိုင်တက်စကာအဲ့တော့အဲ့ဒီဆိုင်ဆိုတဲ့ unit ကိုပြန်ပြောမယ်ပြန်ထည့်ပေးရမယ်เนาะကျန်တာကတစ်က30တိရတယ်3ဟာမှာ1နှစ်ရယ်8နှစ်ရယ်10နှစ်ရယ်အသက်20ရယ်အဲ့ဒါပဲเนาะအဲ့တော့ဘယ်လိုကြက်လို့ရလဲဆိုရင် is sign ha sign ju sign ha ta chi အဲ့လိုကြက်ထားရပြီကြားတဲ့ဟာတွေကပုံမှန်ပဲ9နှစ်ဆိုရင် call sign 6နှစ်ဆိုရင် roku sign နောက်လို့မှတ်ရုံပဲเนาะโอเคပြီးသွားတော့ကျွန်တော်အသက်ပြီးသွားတော့ကျွန်တော်အချိန်နေလာမယ်အချိန်နေเนาะအချိန်နေကကြတော့ကျွန်တော်ဒီမှာ1နာရီပေါ့เนาะအဲ့တော့အချိန်ကိုမေးရင်ကြတော့ကျွန်တော်ဘာနဲ့မေးလဲဆိုတော့ဒီမှာအရှိရနောက်အုံပေါင်းလာတဲ့နန်းเนาะမေးခွန်းနေမှသမျှကျွန်တော်တို့ဒီနန်းအင်္ဂလိပ်စာဆိုတော့အဲ့နန်း what နဲ့တူတူပဲ WHAT what နဲ့တူတူပဲအဲ့နန်းเนาะအဲ့လိုမှတ်ထားနန်းပြီးနောက်ကလည်းဘာလဲဆိုတော့ desk ဖြစ်ပါသလဲပေါ့နော်မြန်မာတို့ဖြစ်ပါသလဲ desk ဖြစ်သည်ဒီခါလည်းမေးခွန်းလေးပဲဟိုဒီခါကျအင်္ဂလိပ်စာမှာတော့ question mark နဲ့တူတယ် question mark နဲ့တူတယ်သူကကြတော့เนาะဒီနန်းကကြတော့ W H A D what เนาะအဲ့ဒီမှာအချိန်ရဲ့ unit ကကြတော့ကျွန်တော်ဒီမှာကြည့်ခုနအသက်တောင်ကဆိုင်เนาะအချိန်ကကြည့်အဲ့တော့ဟုတ်ပြီအဲ့တော့သူ့ပြန်ဖြေတဲ့အခါမှာအဲ့ G ဆို unit ကိုပြန်သုံးမယ်เนาะအဲ့တော့ဟုတ်ပြီကျွန်တော်ဒီမှာ ECG တနာရီနေကြီးစံကြီးအဲ့ဒီထူးကြတာမရှိသေးဘူးเนาะ ECG နေကြီးစံကြီးဒီမှာနောက်ဒီမှာရောကြီးပုံမှန်ဆိုလေးကယွန်း on ပါတယ်ရော on ပေါင်းယွန်းဆိုပြီးထွက်တာဒီမှာတော့ on လေးပျောက်သွားတယ်เนาะရောပဲဖြစ်သွားမယ်အသတိထားမယ်เนาะရောကြီးပြီးပုံမှန်ပဲခေါ်ကြီး roku ကြီးပြီးရင်ဒီမှာခုနှစ်ကို2မျိုးသုံးတဲ့နေရာမှာနန်းနာကိုမသုံးသူရှိချီကိုသုံးပါတယ်နန်းနာကြီးလို့မပြောနာယူပြောရင်လည်းနန်းနာကိုမသုံးဒီရှိချီကိုပဲသုံးမယ်เนาะရှိချီကြီးပြီးရင်ဟာချီကြီးပုံမှန်ပဲပြီးရင်ကိုခီးကိုမသုံးခုကိုသုံးမယ်เนาะခီးကြီးဆိုမရှိဘူးเนาะအဲ့လိုမပြောခုကြီး
နော်အဲ့တော့အဲ့ဒီ3ခုသတိထားမယ်အချိန်မှာကြတော့နာရီမှာကြတော့နော်အဲ့တော့ကျွန်တော်တို့ HG နေကြီးစံကြီးရောကြီးကောကြီးရိုကိုကြီးရှိချီကြီးဟာချီကြီးခုကြီးပြီး30ဂျူးကြီး17ဆိုရင်ဂျူး HG 12ဆိုရင်ဂျူးနေကြီးပုံမှန်မယ်နော်အဲ့တော့ဒါလေးသိရကြမယ်ရောကြီး4နာရီရောကြီး9နာရီရှိချီကြီး9နာရီခုကြီးချွင်းချက်လေးတွေနော်အဲ့3ခုသတိထားပြီးကြလိုက်ဒါဆိုကျန်တာတက်က30ထိရတယ်နော်ပြီးရင်ကျွန်တော်မိနစ်ကကျတော့ကျွန်တော်တို့ unit 2မျိုးရှိတယ်เนาะကျွန်တော်နန်းကြီး desk ကတော့မေးလိုက်ရင်အချိန်ရောမိနစ်ကောတာဟိုအထိုင် is it ပေါ့เนาะတခါတည်းပါပြီးသွားပြီအကုန်ပါပြီးသွားပြီတို့ရင်မလဲဟိုမှာဘောလုံးပွဲတို့ဘာပြိုင်ပွဲတို့ဘာတခုခုပေါ့เนาะအဲ့လိုမှဆိုရင်မိနစ်ကိုပဲတည်တတ်မေးခြင်းเนาะကျွန်တော်တို့ဒီမှာနန်းပြီးရင်ကျွန်တော်ပူကိုအုံပေါင်းနန်းပုံdeska ဒီမှာပုံကျွန်တော်ဒါလေးနော်အားလေးနဲ့သွားမယ်နန်းပုံdeska အဲ့တော့ဒါပေမဲ့သူကမေးခွန်းမှာနန်းပုံdeska ဆိုရင်မဲ့ဖြည့်လေးပြော unit ကကျွန်တော်2မျိုးဖြစ်နေတယ်ဒီမှာအနီနဲ့ပြထားရတယ်ကကျွန်တော်ပြတာပုံတယ်ပြီးရင်အောက်မှာအနက်နဲ့ရှိထားတဲ့ဟာတွေကဖူတော့ဒီမှာဒါလည်းဖူเนาะဒါဒီကွန်ပျူတာ typing စလုံးမလို့เนาะ font မတူလို့เนาะတစ်စက်တည်းဖြစ်နေတာသူကเนาะတကယ်တော့ဖူရေးထားတာเนาะအဲ့တော့ဒီမှာအနေနဲ့ရေးထားကြည့်လိုက်1ပုံ3ပုံ4ပုံ6ပုံ8ပုံ10ပုံအနေနဲ့ရေးထားရပုံတယ်အနက်နဲ့ရေးထားရတယ်အနက်နဲ့ရေးထားတဲ့ဟာတွေကဟန်တက်ကုန်မပေါ့ဖူအုံပေါင်းဖုန်းတော့ဖုန်းလို့ထားမယ်နော်နီဖုန်းကောဖုန်းကောနော်ကောဖုန်းနာနာဖုန်းကျူဖုန်းအဲ့လိုတော့ရတယ်အဲ့တော့2မျိုးဖြစ်မှာနော်2မျိုးဖြစ်တဲ့ထဲမှာဒီမှာပုံနဲ့စားတဲ့ကောင်းတယ်1ပြီးရင်6 8 10အဲ့1 6 8 10ကိုမှတ်ထားပါအနန်းနေကျွန်တော်ကောင်းတာတွေရည်တွက်တဲ့အခါမှာအဲ16810ကများသောအားဖြင့်ချွင်းချက်တွေပါတတ်တယ်ချွင်းချက်ကမှဘယ်လိုလဲဆိုတော့သူတို့ရဲ့နောက်ဆုံးစလုံးကိုဖြုတ်ပြီးဒီလိုစွတ်သေးလေးထည့်တာဒီမှာဆိုလေ ichi ကနေနောက်ဆုံးစလုံးပြတဲ့ chi ကိုဖြုတ်ပြီးတော့စွတ်သေးလေး a ဖြစ်သွားတယ် ichi ကနေ a နော်ဒီမှာဆိုလည်းလို့ပဲ roku ကနေ ro hachi ကနေ ha ဂျူသူ့ရဲ့နောက်ဆုံးစလုံးတကယ်ဆိုဥလေနော်ဂျူအဲ့ဥပြောက်သွားတယ်ဆိုတဲ့လေးဂျူးဆိုဖြစ်သွားတယ်เนาะအမြဲတမ်းမှာဒါအဲ့ဒီ1ကဲ6ရဲ့8ရဲ့10ရဲ့ကောမန်ဒီမှာเนาะကျွန်တော်10က3ညကြံခဲ့เนาะနောက်10เนาะဒီမှာဒါမှပါဒါကြည့်เนาะကျွန်တော်တိုက်ပြမှာပါเนาะအဲ့တော့7မိနစ်ပေါ့เนาะအဲ့တော့ဂျူပေါ့เนาะအဲ့တော့16810မှတ်ထားသူတို့ချင်းချက်လေးနဲ့ပြောရင်ကျွန်တော်ဒီမှာအဲ့လိုမျိုးစွတ်သေးလေးနဲ့ပြောလေးရှိတယ်တော့များတော့အဖြစ်เนาะအဲ့တော့ဟုတ်ပြီအဲ့တော့ပုံကဒီမှာပုံဖြစ်တဲ့အပြင်ဟိုဒီ3နဲ့4နဲ့လွယ်လို့ဒီ16810อ่ะနောက်ဆုံးစလုံးပြုတ်ပြီးစွတ်သေးလေးဝင်သွားတယ် it ro ha juice ဖြစ်သွားတယ်เนาะကျန်တာကတော့နှစ်5ခုကိုကတော့ဖုန်းနဲ့သွားမယ်เนาะပြီးသူကတော့ရှေ့ရတဲ့ခဏနဲ့ပုံမှန်ပဲနီရယ်ခေါ်ရယ်နနရယ် key ရယ်ပုံမှန်စလုံးလေးပဲเนาะအဲ့တော့ဒါကတော့မေကုန်းမှာဆိုရင်မိနစ်ကိုတည်တတ်မယ်မေကုန်းကတော့နန်းပုံเนาะပုံနဲ့ပြောဖုန်းနဲ့မပြောเนาะနန်းပုံတက်စကဖြင်းတော့ကိုက1ပုံ2ပုံ3ပုံ4ပုံ5ပုံ6ပုံ7ပုံ8ပုံ9ပုံ10ပုံအဲ့လိုဖြစ်သွားမယ်เนาะအဲ့တော့ဟိုမှာဆိုရင်တနာရီ7မိနစ်ပေါ့အဲ့ဆိုရင်
တနာရီကကျွန်တော်ဒီမှာ1 နော် 1 7 မိနစ်ကကျွန်တော်ဒီမှာ10နော်အဲ့တော့1 10ဒါဆိုတနာရီ7 မိနစ်နော်မတနာရီခွဲဆိုရင်တနာရီနဲ့မိနစ်30ပေါ့နော်အဲဆိုရင်ကျွန်တော်ဒီမှာ1နော်1ပြီးရင်ကျွန်တော်ဒီမှာ30 မိနစ်ပေါ့နော်30 မိနစ်ဆိုတော့3ဆိုတော့3ပြီးရင်နောက်ဆုံးက10နဲ့ဆိုတော့ဒီ10ပုံတော့မယ်30ပုံအဲ့တော့130ပုံနောက်တစ်မျိုးမှတ်လို့ရတယ်တနာရီခွဲရောနော်ဗာလဲဆိုတော့130ပုံလို့ပြောလိုက်ရတယ်30ပုံကမိနစ်30မိနစ်30ဆိုတော့တနာရီရဲ့တစ်ဝက်နော်ဂျပန်မှာတစ်ဝက်ကိုကျွန်တော်တို့ဟန်လို့ပြောတယ်ဟောင်းပေါင်းနော်ဟန်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒါနော်130ပုံလို့ပြောမယ့်နေရာမှာဒီမိနစ်30ဆိုတာတနာရီရဲ့တစ်ဝက်ဖြစ်တဲ့အတွက်ကျွန်တော်အစာဟန်ဆိုတာလည်းသုံးလိုက်မယ်30ပုံလို့သုံးပြမှာလို့အဲ့ဆိုရင်1ဟန်အဲ့လိုပြောလို့ရတယ်2နာရီခွဲဆိုရင်နေကြီးဟန်အခုပြောသလိုပေါ့2နာရီ30မိနစ်လို့မပြောပဲ2နာရီခွဲလို့ပြောလိုက်တာအဲ့တော့ခွဲလို့ပြောခြင်းဒီဟန်ကိုသုံးရတယ်နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုက2နာရီနဲ့မိနစ်30ဆိုပြီးပြောခြင်းဟုတ်လေ30မိနစ်ဆိုတော့30ပုံသုံးပေါ့နော်ဟုတ်ပြီဒါဆိုရင်မိနစ်လည်းရမယ်နောက်ကကျွန်တော်တို့လတွေတလ January February March ပေါ့နော်အဲ့လတွေကိုရည်တွက်မယ်အဲ့တော့လတွေရည်တွက်တဲ့အခါမှာကျွန်တော်တို့တလပိုင်းကတော့လရဲ့ဒီမှာကျွန်တော်မေးခွန်းနော်သူ့ရဲ့ unit ကကျွန်တော်တို့ဒီမှာထုံးစံနိုင်မယ်ရှေ့ရတော့ဒီ nan တို့ desk ကတော့နော်သူ့ရဲ့ unit ကဒီကားဆော့အဲ့ကားဆော့နေရတယ်နော်အဲ့တော့ဒီမှာကျွန်တော်တလပိုင်း January ပေါ့နော် H ကဆို February နီကဆိုစမ်းကဆိုပြီးဒီမှာနော်ဒီမှာတတိထားမယ်ယွန်းကိုမတုံးရှိကိုတုံးရတယ်ရှိကဆိုနော်ပြီးရင်ကောကဆိုရခုကဆိုပြီးရင်ဒီမှာနာနာနေရာမှာပုံမှန်နာမဟုတ်ပါနဲ့ရှိချီเนาะကျွန်တော်ခုနကြက်တဲ့ထဲမှာ2မျိုးကြက်ထားเนาะအဲဒီကြက်ထားရတဲ့ရှိချီကိုတုံးเนาะရှိချီကဆိုဟာချီကဆိုဒီမှာကိုကိုလည်းခီးကိုမတုံးဘူးခုတုံးရတယ်เนาะကျွန်တော်အခုကဆိုဒါပါပဲเนาะပြီးရင်เนาะဂျူကဆို7လပိုင်း17ဆိုတော့ဂျူအီချီပြီးရင်လာဆိုတော့ကဆိုတဲ့ဂျူအီချီကဆိုပြီးရင်ဒီဇင်ဘာเนาะ12လပိုင်းဂျူနီကဆိုเนาะ13လပိုင်းကမရှိတော့ဆိုရင်ပြန်မလို့เนาะ12လပိုင်းထိပဲအဲ့တော့တစ်ခေါက်ပြန်ဆိုပြမယ်เนาะအဲ့တော့ကြက်ရင်တော့ကျွန်တော်ဒီမှာเนาะဒီရှိကဆိုရှိချီကဆိုခုကဆိုကျွန်တော်လည်းမိနီလေးနဲ့လုပ်ပေးထားတာเนาะအဲ့ဒါလေးကိုကြက်လိုက်ရင်ပြီးရင်လာကိုပြောရင်ကာစနဲ့ပြောရဲဆိုမှတ်ထားရင်ကျွန်တော်ဒီအချင်းနီဆန်ထည့်ရုံပဲเนาะအဲ့တော့အချီကဆိုနီကဆိုစန်ကဆိုရှိကဆိုကောကဆိုရခုကဆိုရှိချီကဆိုဟာချီကဆိုခုကဆိုဂျူကဆိုဂျူအချီကဆိုဂျူနီကဆိုเนาะဟုတ်ပြီဒါက January February ပေါ့เนาะအဲ့လိုမဟုတ်ပဲねကျွန်တော်တို့တလပိုင်း2လပိုင်း January February ကိုပြောတာမဟုတ်ပဲねကျွန်တော်တို့အခုဂျပန်စာသင်နေပဲထားပါတော့တလကြာမယ်2လကြာမယ်3လကြာမယ်တော့ခရီးထွက်မယ်ပေါ့နော်ခရီးထွက်တလကြာမယ်2လကြာမယ်ဟိုဒီဇင်ဘာလည်းဖြစ်မယ် January လည်းဖြစ်မယ်ဘယ်လရမဟုတ်တလကြာမယ်လို့ပဲပြောတာတော့မဟုတ်2လကြာမယ်အဲ့လိုကြာခြင်းကိုပြောတာเนาะ duration ကိုပြောတာအဲ့ဒါဆိုရင်တော့ကျွန်တော်တို့nan ကားဆိုတဲ့စကားနဲ့ပြောလို့မရတော့ပါဘူးကားဆိုနေရာမှာခခဲဆိုဖြစ်သွားမယ်ကျွန်တော်ကားဆိုကနေလဲခဲဆိုဖြစ်သွားတယ်เนาะဒီမှာเนาะကားဆိုကနေလဲကျွန်တော်တို့ဒီမှာခဲဆိုဖြစ်သွားတယ်เนาะအဲ့ဒီပြင်ရှိမှာခလေးတစ်လုံးပို့သွားတယ်เนาะအဲ့တော့nan ခခဲဆိုတဲ့စကားအဲ့ဒါဘယ်နှလကြာမှာလဲ
ဘယ်နှလပိုင်းလည်းမဟုတ်တော့ဘဲနဲ့ဘယ်နှလကြာမှလဲကြာခြင်းကိုပြောတာဖြစ်သွားတယ်နော်အဲ့တော့အဲ့ဒါဆိုရင်သူကခုနကကျွန်တော်ပြောတဲ့16810 အဲ့ဒီကောင်လေးကချွင်းချက်ပါပဲเนาะအဲ့လို16810ဆိုရင်အပေါ်မှာပြောခဲ့တယ်သူတို့ရဲ့နောက်ဆုံးစလုံးလေးကိုဖြုတ်ပြီးတော့ဗာထည့်လဲဆိုသေးလေးထည့်လို့ပြောခဲ့ဦးတယ်เนาะဒီမှာဆို h ကနေ it rock ကနေ rock ဟာချီကနေဟာဂျူကနေဂျူเนาะကျန်တာကကြတော့ကျွန်တော်ကြားခြင်းဆိုရင်ဒီမှာခါကဲဆိုလေးထည့်တယ်เนาะအားလေးမှတ်ထားเนาะဟိုတစ်လပိုင်းနှစ်လပိုင်းကဂါဆော့ခါလည်းမပါဘူးเนาะဂါဆော့ဒီကောင်ကကြတော့ခါကဲဆော့เนาะကြားခြင်းကျွန်တော်အဓိကကြားမှာအခါကဲဆော့ရိုခါကဲဆော့ဟာခါကဲဆော့ဂျုခါကဲဆော့အဲ့ဒီ680ကြားထားလိုက်ကျန်တာကဒီမှာ2လကြာမယ်3လကြာမယ်4လကြာမယ်5လကြာမယ်ပုံမှန်ပဲနီစံယုံခေါ်နနာQ ပုံမှန်စလုံးလေးတွေပဲเนาะနောက်ကနေခါကဲဆိုလေးထည့်လိုက်တာနိခါကဲဆိုစံခါကဲဆိုယုံခါကဲဆိုကောခါကဲဆိုနနာခါကဲဆို Q ကကဲဆိုเนาะဒီမှာလည်းဂျူဂျူအချီကနောက်မှာပါတယ်เนาะနောက်မှာပါတဲ့ဟာဆိုချွင်းချက်ပြန်သုံးတယ်เนาะအရှိရဟာချွင်းချက်သုံးတယ်မလို့အဲ့တော့အရှိရဂျူကျတော့ဒီဂျူမသုံးပုံမှန်ဂျူပဲအနောက်ကလာတယ်တစ်ကိုကျတော့ဒီအချီမဝဲဒီကောင်ပြန်သုံးတယ် it เนาะအဲ့တော့ဂျူအခါကဲဆိုပြင်ဂျူနီခါကဲဆိုပေါ့เนาะအဲ့တော့ဒီဟာလည်းရှင်းမယ်လို့ထင်ပါတယ်လာကျွန်တော်တို့နောက်ပုံမှန် January February ကဂါဆော့เนาะကြာချင်းတစ်လကြာနှစ်လကြာခါကဲဆော့အဲ့ဒီနောက်ကမှားတယ်เนาะတတိထားပါနောက်တစ်ခုကကျွန်တော်ပါလဲဆိုရင်လူဘယ်နှယောက်လဲပေါ့နောက်ဘယ်နှယောက်လဲဆိုတော့ရှိတွက်မှာเนาะသူကကြတော့ကျွန်တော်တို့ဒီမေကုန်းကိုကြည့်လိုက်မယ်เนาะအရင်ဆုံးမေကုန်းမှာထောက်နိုင်မို့เนาะမေကုန်းကနန်းတို့ test ကတော့ပါတယ်သူရဲ့ unit ကတော့နီယုံအုံပေါင်းထားတယ်နီယုံအုံပေါင်းတော့နင်းမှာเนาะမြန်မာဆိုလဲ1ယောက်2ယောက်ရောက်ပါတယ်သူကနင်းပေါ့เนาะဟောနန်းနင်း test ကဘယ်နှယောက်လဲအဲ့တော့ဟုတ်ပြီသူ့ကြတော့ကျွန်တော်ဒီမှာ1ယောက်ရယ်2ယောက်ရယ်4ယောက်ရယ်9ယောက်ရယ်เนาะအဲ့ဒါကိုတတိထားပါမယ်เนาะမ1ယောက်ကကြတော့ ichi နင်းမဟုတ် hitori နောက်တော့နင်းလဲထည့်ပြမလို့ hitori ဆိုရပြီ hitori နင်းလဲလုပ်ပြမလို့ hitori 1ယောက်ပြီးရင် futari เนาะ futari เนาะ2ယောက်နောက်ပြီးမှပြန်ချက်လို့ရเนาะဟော hitori futari ပြင်ကျန်တာပုံမှန်စမ်းနေအပြင်ဒီမှာ4ကရှုံးမဟုတ်เนาะအောမပါဘူးဒီမှာရောပဲဟိုနာရီနဲ့ခက်စင်တယ်နာရီမှာ4နာရီတော့ကျွန်တော်ရှုံးကြီးလို့မပြောရောကြီးလို့ပြောတယ်ဒီမှာလဲရောနေเนาะပြင်ပုံမှန်ကောင်းနေရကွန်နေခုနှစ်ကိုကြာကျွန်တော်နောက်မသုံးမယ်နဲ့ရှိချီကိုပဲသုံးမယ်ရှိချင်းနေကျွန်တော်ကပုံမှန်ဟာချင်းနေကျူနေကျုံနေပေါ့เนาะအဲ့တော့လူအရောက်ကိုမင်းเนาะနင်းဆိုတော့သိထားမယ်เนาะနင်းနန်းနင်းပြီးရင်1ယောက်2ယောက်4ယောက်9ယောက်ကိုတတိထားပါကျန်တာလေးတွေကကျတော့ပုံမှန်3တို့4တို့5တို့ထည့်လိုက်ရပြီเนาะhitori futari ရှောင်းနေပြီးရှိချင်းနေเนาะဒါလေးကိုကြက်ထားလိုက်ရပါမယ်เนาะဟုတ်ပြီအဲ့တော့ဒါဆိုရင်တော့ကျွန်တော်အခြေခံပေါ့เนาะဒီကဏ္ဍရေးအတွက်နေလေးတွေသိတဲ့လောက်သိပါပါပြီเนาะတခြားရှိသေးတယ်ကျွန်တော်တို့ဒီပြားချက်တဲ့ဟာဆိုရင်ဘယ်လိုရေးလဲလို့တစ်ထပ်နှစ်ထပ်သုံးထပ်ဆိုရင်ဘယ်လိုရေးလဲတစ်ချိန်နှစ်ချိန်ဆိုဘယ်လိုရေးလဲဆိုရှိတယ်ကျွန်တော်တို့မင်းနာဖတ်စာအုပ်သွားရင်လည်းတွေ့ပါလိမ့်မယ်เนาะပြီးတော့လွယ်ပါတယ်ဟိုမှာဆိုပြားချက်တဲ့အရာတွေဘယ်လိုဟာ CD ပြားတို့တစိတ်ကောင်းတို့เนาะကျွန်တော်ဆိုအင်ဂျီတို့เนาะပိတ်စာတို့အဲ့လိုပြားချက်တဲ့အရာတွေရှိရင်ကျွန်တော်တို့ရှိတယ် unit ကเนาะဒီမှာလူဆိုနင်းဆိုပြီးသုံးတယ်လို့ပဲအဲ့လိုပြားချက်တဲ့အရာတွေရှိရင် mic ဆိုပြီးရှိတယ်မာဤဒါမှထွက် mic တို့ထွက်မယ်เนาะ
သူတို့ကလွယ်တယ်ဘာလို့လဲဆိုတော့ဟိုမှာတစ်ချက်ပေါ့မြန်မာလိုဆိုချက်ပေါ့နော်ပြားတဲ့ဟာဆိုချက်လို့ရည်တာအောင်အဲ့တော့တစ်ချက်ဆိုရင်一起买နှစ်ချက်ဆိုရင်နီမိုက်3မိုက်4မိုက်9မိုက်6မိုက်ပုံမှန်ချွင်းချက်မရှိဘူးကွာဒီ1 2 3လေး一起နီ3ရုံထည့်သွားရုံပဲเนาะလွယ်တယ်เนาะโอเคအဲ့တော့ကျွန်တော်တို့ဒီတစ်ကနေ30ရဲ့မင်း100 1000 1000เนาะကျွန်တော်ရအောင်အရင်လုပ်မယ်เนาะများလေးရေးပြီးတော့ကြက်မယ်ဟိုမှာ90လို့ခြာရေးပြီးတော့90ကို60ကျန်9အား Q 10အား Q ပဲအဲ့လိုမျိုးပေါ့နော်ရအောင်ကြက်မယ်အဲ့ဒါရအောင်ပြီဆိုတော့မှအောက်ကဒီအတ္တတို့လာတို့ကြက်မယ်နော်အဲ့အပေါ်တစ်ကနေ30ထိကိုညက်တော့မှဒီဟာလေးအတ္တတို့လာတို့နော်နာရီတို့ကြက်လို့ရမယ်နော်ဒါမှသာဒီ1 3လေးအစားပြန်သွင်းလို့ရမှာနော်ဒီအသက်တို့နာရီတို့လာတော့သူ့ရဲ့အသက်ဆိုင်ရာ unit လေးကြက်လိုက်ရပါတယ်เนาะဟုတ်ကဲ့ဒါဆိုရင်ဒီနေ့တော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်